ငါရဲ့ချက်တိတ်အကြောင်းလေးကိုပြောအောင်မယ်ငါရဲ့ချက်တိတ်ကနံပါတ်1အချက်ခိုးရီအားမှမရှိဘူးမြန်မာမှာပဲရှိတယ်နံပါတ်2တစ်ချက်အရက်လုံးဝမတောက်တတ်ဘူးနံပါတ်3ကောမစားတတ်ဘူးနံပါတ်4တက်တူးမရှိဘူးနံပါတ်5အသက်20တောင်မပြည့်သေးဘူးအဲကြောင့်ငါချက်တိတ်ခေါ်တာနံပါတ်6ငါဥထားတယ်စနိုက်ကြော်တွေများလို့ငါတက်တောင်ခြေသေးတယ်โอเคငါထက်ပို့ပြီးတော့မာနာကြီးသေးတယ်နောက်တစ်ချက်ကအဆန်ရှိတယ်သူဝတ်တာတော့မှလေ Gucci တို့ Louis Vuitton တို့ Celine နိုင်ဆိုရင်လည်းထောင်ချီတယ်မှဝတ်တာโอเคအဲ့လိုကောင်းလေးကိုငါဥထားတယ်ပေါက်တယ်နော်အဲ့တော့ဟိုလူချတိတ်ဒီလူချတိတ်ဟိုငါရဲ့အကောင့်တူကနေပြီးတင်းနေပြီးဒါချတိတ်ဘာညာရှောက်ပြောနေတာနင်တို့မယုံကြနဲ့ငါပြောတာကိုပဲယုံအဲ့ဒါကြည့်